လေအေး哦你给我阿飞拿来拿了拿不来给我阿飞把咱的路飞不是正我တောင်းမှလာလို့ပြောနေ ဒီမှာငါသား ရမေ lesson 3ရှိသေးတယ် လက်စတရရှိသေးရမေ ဟုတ်တယ် အဲ့ဒါပါလို့မေ ဒီနေ့လားဒီနေ့လား ဟောဟောမေတောင်းမယ်ဗျာမင်းမေဒါမိတ်ဆက်ပေးရမှာအေးဆက်ပြုတ်နေမှာကီကီ ကိုစောကြီးရှင်ကြံတော့ကတိရွက်ဆိုတန်းကုန်းနေသွားဆုတ်တယ်ဆို မင်းမရေနင့်ကိုဘယ်သူပြောလို့လဲ ဘာလို့စနေကိုဘာလို့တောက်တာတော့ မဟုတ်ပါဘူးမင်းမရေမနာနေပြီပြောလိုက်လေနင့် ရှင်တော့ကျမမကြိုက်တာမလုပ်နဲ့လို့ပြောနေ ဟိုတောင်းနေပါလေမင်းမရေနင့်လေစွန့်ကြီးပဲစိတ်ကြီးပဲ မင်းမေ ဟေး ဒါပြောကြရရှိလို့ ဟိုမင်းကလေကွာပြောသားရှိမြန်ပြော ဒါမင်းမယူလို့ ဟာဟေ့မင်းကမင်းမယူတော့မယ် ဟုတ်ကဲ့ မောင်းအပေါ်မောင်းလို့နစ်နစ်နင်းနင်းခေါ်နိုင်ခဲ့ပေမဲ့ကျမကိုကျမတော့ကျမဆိုတဲ့ အဖေနဲ့ဘေး ဟေး ဒါပြောကြရရှိ အေးဟာလေ ဒါကမလေးလေး ဒါမင်းကောင်ပါလိဟာငါသားမင်းဟုတ်လိုက်လားကွာလူရတာဘာမှမဟုတ်ဒါမင်းယူရဲမင်းကတော့ချောချောလာလာတော့မင်းရွေးတတ်တယ်နော်ဟုတ်လေတောင်းမှပါလေမင်းမရေ တော်ရုံနဲ့နော် အေးရောမင်းတောင်း မ မှ င်း ပါ မေဒါမိတ်ဆက်ပေးရမှာ အေး ဆက်ပြုတ်နေမှာကီကီတဲ့ ကီကီအိုးပြောရတဲ့တော့ကီကီကစားကြလာပြီကွာကောင်းတယ်တောင်းမှပါလေမင်းမရေ အဖေနဲ့မေ ဟေး ဒါပြောကြရတခုရှိတယ် ဒီပြောလေတာ ဒါကမလေးကြောင့်နားပူစရာမလိုတော့ဘူး ဟေး ဘာဖြစ်လို့လဲသား စကားမပြောတတ်ဘူးလေ ဟာမင်းကောင်မလေးစကားမပြောတော့ ဟာ အော်စကားမပြောတယ်လေတခုတော့ကောင်းပါလေကွာအေးကောင်းတယ်ငါသားမင်းနားမပူရတော့ဘော ကိုစောကြီး ကြောက်မတောင်းမှနေတော့မင်းမနော် ပြီးရောလာမင်းလာအဲ့ဒါရှင်း ငါသားရဲ့你ဘယ်လိုမိမ့်မအောင်ရှာယူလာရလဲစကားမပြောတတ်ဘူးလားပြောတာငါကြီးငါပုတ်ပြောရတာ ဟုတ်တယ်ငါသားရဲ့မင်းကွာစကားပြောတတ်တဲ့မိန်းမယူခဲ့ရင်ဆိုတော့မှာကွာ तू ဘယ်လောက်ပဲကြိမ်မဘယ်လောက်ပဲပြောဆိုငါ့ကိုခံနိုင်တယ်ကွာနောက်ဆုံးအဆင့်ကွာ तू ငါတို့ဆဲနေဆိုတော့မှာအော် तू ငါတို့ဆဲနေပါလားဆိုပြီးငါ့ကနားလေသေးတယ်ကွာအခုကွာစကားမပြောတတ်တဲ့မိန်းမကိုယူထားတော့ तू ဘာပြောလို့ဘာပြောဆိုမှငါမသိဘူးဆဲလို့ဆဲမှလည်းမသိဘူးနားလို့ညင်းနေရပဲကွာ အဖေ ဘာလို့ အမေ ဟေး မသိရင်မှတ်ထားအာလက်စဖိုးပဲဟာ